အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Bible Live Talk Podcast ကိုနားတော်တာဆင်ကြည့်ရှုခွင့်အားပေးနေတဲ့ညီကောင်မောင်တို့များအကုန်လုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာလိုပါတယ်ကျွန်တော်ဒီနေ့ကကျတော့အထူးအဲ့ဒီဖိတ်ခေါ်ထားပါတယ်ပေါ့နော် Vincent လို့ခေါ်ပါတယ်ဆိုတော့ကျွန်တော်ကကျတော့ Daniel ဒီဖြစ်ပါတယ် ခုတ်ဖြစ်ပါတယ် Vincent မှာ ဆိုတော့ကျွန်တော်မင်္ဂလာပါဆိုတော့ဒီနေ့ကကျတော့ကျွန်တော်တို့ဒီသတင်းတွေတော်တော်များများကြားရတယ်ပေါ့နော်ကျွန်တော်မိတ်ဆွေညီကောင်မောင်တို့တွေစီကနေကျွန်တော်ညီမညီတွေဒီအထက်တန်းကျောင်းပြီးဆုံးသွားတယ်ဆိုရဲသတင်းတွေပေါ့နော်ဆိုတော့Vincent ရဲ့ညီမလေးပါဝင်ပေါ့အကုန်လုံးကကျတော့အမှန်များကြတယ်ဂုံထူးနဲ့အောင်ကြတယ်ဆိုတော့တော်တော်လေးမှကြာတီးရတယ်ပေါ့ပြီးတော့ကိုရီရောဒီလိုမျိုးအခြေအနေတစ်ခုဖြစ်တန်းခဲ့ရတယ်နော်ဆိုတော့နှစ်ယောက်စလုံးတော့ပြန်မေးချင်တယ်ပေါ့ဆိုတော့စေတဲ့အောင်ပြီးတဲ့နောက်ပိုင်းမှာဒီ career နဲ့ပတ်သက်ဖြစ်ဒီကျောင်းနဲ့ပတ်သက်ပြီးမှဖြစ်ပေါ့နော်ဘယ်လိုမျိုးရွေးချယ်ဖြစ်ခဲ့ရလဲပေါ့ဘယ်လိုမျိုးအခြေအနေလေးရှိခဲ့ရလဲပေါ့ဒီအချိန်မှာခုပနေနေဆုံးဆွေးနွေးပေးပါဟုတ်ကဲ့ပါကျွန်တော်အနေနဲ့တော့10တန်းမပြီးခင်ကတည်းကနေပြီးတော့ပေါ့နော်ဒီစာသင်ခြင်းတဲ့စာသင်ခြင်းတဲ့ပို့ပြောမှာနော်စာသင်ခြင်းတဲ့ဆန္ဒအရန်ကိုရှိတယ်ပြီးလို့ရှိရင်လည်းတကယ်ချင်းတွေနဲ့ဘယ်လိုပြောမလဲကိုစာရှင်းပြတယ်ဆိုရင်တို့ကနားလည်တယ်ဆိုတဲ့ပုံစံဆိုတော့ကိုကပျော်တယ်ကွာပြီးရင်ဘယ်လိုအထူးသဖြင့်ပေါ့နော်သင်ချာဆိုရင်တော်တော်များများကကြောက်ကြတယ်ပေါ့နော်ဒါပေမဲ့ကိုရှင်းပြလိုက်တော့သူတို့အနေနဲ့နားလည်သွားပြီဆိုတဲ့အရာဖြစ်တဲ့အခါမှာဘယ်လိုပြောမလဲနောက်လာမဲ့လူငယ်တွေလည်းပေါ့နော်ကိုအထူးသဖြင့်ပေါ့နော်သင်ချာအပြင်ဖြစ်ဖြစ်ကိုစာရှင်းပြခြင်းအပြင်ကိုငြိခြင်းနဲ့ဆိုတဲ့ဆန္ဒနဲ့ပေါ့နော်ဆရာဘယ်လိုပြောမလဲပညာရေးသင်တန်းကိုအရင်တက်ချင်ခဲ့တယ်တက်ချင်တယ်အဲ့မှာကျတော့ဒီကိုဗစ်နဲ့စသဖြင့်အဲ့လိုဖြစ်တဲ့အခါမှာကိုတက်ချင်တဲ့အရာတွေချက်ချင်းတက်လို့မရဘူးပေါ့နော်တက်လို့မရတဲ့အဆုံးမှာကျွန်တော်ပါစာနေပြီးတော့မှဒီကျန်းစာကျောင်းတက်ဖို့ခေါ်ရဲပေါ့ခေါ်ပြီးတော့မှဘယ်လိုပြောမလဲကိုတက်ချင်တာကိုချက်ချင်းမတက်ခဲ့ရဘူးပေါ့နော်အခြေအနေမျိုးမျိုးကြောင့်မတက်ခဲ့ရဘူးတုတ်ပင်မဲ့လည်းအခုချိန်မှာကိုတက်ချင်တဲ့အရာကိုအခုချိန်မှာတော့လေ့လာသင်ယူနေတဲ့အခါမှာပို့ပြီးတော့မှနားလေတယ်ပေါ့နော်ကိုအဲ့ချိန်မှာဘယ်လိုပြောမလဲစကားနားထောင်ခဲ့ပြီးတော့မှပေါ့နော်လှုပ်ဆောင်တဲ့အရာကကောင်းချီးဖြစ်တယ်ဘယ်လိုပြောမလဲဒီဓမ္မပညာစီးပို့တဲ့အရာကအရေးကြီးပါတယ်ဒါပေမဲ့ကိုယ့်ရဲ့ပထမတက်ချင်တဲ့အရာမဟုတ်တဲ့အခါမှာပေါ့နော်စိတ်ထဲမှာဘယ်လိုပြောမလဲဆောင်းရတဲ့ကာလကကြာတယ်လို့လည်းဖြစ်တယ်ပြန်တစ်ဖက်မှာလည်းကိုယ့်အနေနဲ့အမျိုးမျိုးတွေးတယ်ပေါ့နော်ဒါပေမဲ့အချိန်မှာကျွန်တော်အဓိကခွန်အားယူဖြစ်တဲ့နှုတ်ကပတ်တော်လေးတော်တော်များများတော့ရှိတယ်ပေါ့နော်ဒီနေ့မှာတစ်ပိုက်ဖတ်ပြချင်ပါတယ်လို့ဒီစာလံနံပါတ်29-14မှာဆိုရင်တော့ထာဝရဘုရားကိုမျှော်လင့်လောအာယူရဲ့ရဲရင်သောစိတ်နဲ့နှလုံးရှိလောထာဝရဘုရားကိုမျှော်လင့်လက်နေတော့ကိုအဲ့မှာကိုဖြစ်ချင်တယ်ဆိုတာထက်ပေါ့နော်ဘယ်လိုပြောမှလဲဒီဖြစ်ချင်တဲ့ဆန္ဒလည်းဘုရားပေးတာလေနော်အဲ့ဒီအရာကိုမှဘယ်လိုပြောမှလဲဆူတောင်းရင်ကျက်စာဖတ်ရင်းနဲ့အဲ့လိုမျိုးအချိန်စောင့်တဲ့အရာပေါ်မှာပေါ့နော်အခုချိန်ကိုတက်တဲ့အခါမှာကိုလိုအပ်တဲ့ဟာတွေပို့ပြီးတော့မှမြင်လာတယ်ပြီးရင်တစ်ဖက်မှာကိုယ့်အချိန်မှာနှုတ်ကပတ်တော်လေ့လာခံယူတဲ့အကျိုးကလည်းပို့ပြီးတော့မှဘယ်လိုပြောမလဲကိုယ့်ရဲ့ယုံကြည်ခြင်းမှာတလကောင်အဖက်ဖက်ကနေပြီးတော့မှပို့ခိုင်းပါစေတယ်ပေါ့နော်ဆောင်စားတဲ့ကာလမှာတော့အရင်ကြီးတော့မပျော်ခဲ့ပေမဲ့ပြန်ကြည့်တဲ့အခါမှာပေါ့နော်ကိုယ့်ရဲ့အတ္တတာမှာဘုရားကကိုယ့်ကိုပြင်ဆင်နေတယ်ဆိုတာကိုပို့ပြီးတော့မှတွေ့ရတယ်ပေါ့နော်အဲ့ဒါကိုပဲပြောချင်ပါတယ်ကျွန်တော်ကတော့ကျွန်တော်ပြောရမယ်ဆိုရင်ကျွန်တော်စောင့်ဆိုင်ခြင်းကာလနည်းနည်းကြာတယ်ပေါ့နော်ကျွန်တော်ကဒီကိုလိုမဟုတ်ပဲねကျွန်တော်က grade 10စနစ်ဟောမဟုတ်ပဲစနစ်1ဖြစ်သွားပြီကျွန်တော်ကလေးကြောက်အဲ့တော့ကျွန်တော်တို့ဒီတငယ်ချင်းအုပ်စုလိုက်ပြီပေါ့နော်ဒီ grade 10တက်နေတော့မှရုတ်တရက်ကြီးထားဖောက်ပြီးတော့မှအဲ့လိုကျောင်းထွက်လိုက်ကြရပေါ့နော်အုပ်စုလိုက်ကြီးပြီးတော့မှဒီအခုခေတ်မှာခေတ်စားနေတဲ့ GED ဆိုတာပေါ့နော်ဒီအဲ့ဒီ line ကိုကျွန်တော်တို့တွေရွေးလိုက်ကြတယ်အဲ့ဒီရွေးလိုက်ကြပြီးတဲ့နောက်မှာပေါ့နော်ကျွန်တော်ကအဲ့တော့ကျွန်တော်ရွေးချယ်ထားတဲ့ဒီအနာဂတ်လမ်းတွေအများကြီးရှိရပေါ့နော်အဲ့ဒီမှာဒီပထမအဆုံးဆိုရင်ဂျပန်ပေါ့နော်အဲ့ဒီတော့ GED ပြီးတော့မှဂျပန်သွားဖို့လုပ်တဲ့အခါမှာတီးလိုက်ရတော့ဒီ GED နဲ့ဂျပန်သွားလို့မရဘူးဆိုတာပဲသူကတခြားဒီ N5 တို့ N4 တို့လိုပြန်တယ်ပေါ့နော်အဲ့ဒီမှာကဲဟုတ်ပြီးဂျပန်မသွားဘူးဒီအများဆုံးသွားလိရှိရထိုင်းဖက်ကိုသွားမယ်လုပ်တယ်ပေါ့နော်အဲ့ဒီမှာကျွန်တော် IELTS ပြင်ဆင်ပြီးတော့ scholarship တွေပါရှောက်ကြည့်လိုက်တဲ့အခါမှာလည်းမရဘူးပေါ့နော်အဲ့ဒါနဲ့
အဲ့ဒီအချိန်မှာကျွန်တော်စိတ်အရန်အားငယ်တဲ့အချိန်ပေါ့နော်ဘာဖြစ်လဲဆိုတော့ကျွန်တော်တငယ်ချင်းဘေးနားမှာရှိတဲ့တငယ်ချင်းတွေအားလုံးကသူတို့နိုင်ငံစီတယောက်ပြီးတယောက်ထွက်သွားပြီးနောက်ဆုံးကျွန်တော်ပဲကြံတော့ကဲဘာမှမထူးပေါ့နော်ဒီမြန်မာမှာပဲငါဆက်လုပ်မယ်ဆိုပြီးတော့မှဆုံးဖြတ်ချက်ချရတဲ့အခါမှာကျွန်တော်ဒီရန်ကုန်မှာရှိတဲ့ဒီ LAP မှာခဏတော့တက်ပြီးတော့ထူးဆန်းတာကဒီဥစားပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်ဘုရားသခင်ကိုခဏစိတ်ကောက်ထားရပါတော့အကြောင်းမျိုးကြောင့်ဘုရားသခင်နဲ့ဆက်သွယ်မလို့ဒါပေမဲ့အဲ့ဒီမှာတရက်ဒီဥစားပေါ့နော်ဘုရားကျောင်းနေပြီးတော့မှတီးတငယ်ချင်းတက်ရောက်ပေါ့နော်သူကရောက်လာပြီးတင်းကောင်းဝင်မြဒီအင်ဒိုနီးရှားမှာပေါ့နော်ခရီးယန်ဆရာမတွေကိုထုတ်ပေးနေတဲ့အကြောင်းတစ်ကြောင်းရှိရပေါ့နော်စိတ်ဝင်စားလို့ရှိရင်သူ့လာပြောပေါ့နော်အဲ့ဒီတော့ကတော့ကျွန်တော်ကဘာမှဒီလိုမျိုးစဉ်းစားထားလည်းမရှိဘူးပေါ့နော်ဆရာမဆိုတာလည်းစိတ်မကူးဘူးပေါ့နော်အဲ့နဲ့ဒါပေမဲ့အိမ်ကတော့တိုက်တွန်းရပါတော့ရှောက်ကြီးဒီဖျားသခင်လို့တော့ရှိရင်မင်းရောက်သွားလိမ့်မယ်ဆိုအဲ့နဲ့ကျွန်တော်လည်းကဲဟုတ်ပြီပေါ့နော်အဲ့ဒီအချိန်ကြာမှာကဲဖျားသခင်ကိုပြောရပါတော့ဖျားသခင်ဒါသခင်အလိုတော်ဆိုလို့ရှိရင်ကျွန်တော်ရှောက်မယ်ပေါ့နော်အဲ့နဲ့ရှောက်ကြည့်လိုက်တယ်ဒီကျွန်တော်ဒီ document တွေပါတယ်ပြင်ပြီးတော့မှကျွန်တော်ဒီ email ပို့လိုက်တဲ့အခါမှာကျေးတော်ကြောင့်ပဲဘာမှအခက်ခဲလုံးဝမရှိဘူးပေါ့နော်ချောမွေ့ပဲဒီ process တစ်ခုလုံးကပြီးသွားတယ်အဲ့နဲ့ပြန်စဉ်းစားကြည့်တဲ့အခါမှာပေါ့နော်ဘုရားသခင်ကဒီသူ့ရဲ့စီစဉ်တိုင်းရှိပြီးသားပေါ့နော်ဒီသူစီစဉ်ထားတာဟာကိုသူဖြစ်အောင်လုပ်တယ်ကဲသူဖြစ်အောင်လုပ်ပြီးဆိုလို့ရှိရင်လည်းဘာမှအခက်ခဲရှိတယ်လို့ဘာမှတသားစီလည်းမရှိဘူးပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ဒီအထက်တန်းပြီးဆုံးသွားတဲ့အခါမှာဘာဖြစ်ခဲ့လဲဆိုတဲ့အကြောင်းပါဆိုတော့ခုပ်နဲ့ Vincent နဲ့ဆွေးနွေးသွားတဲ့နေရာမှာဆိုရင်လည်းကျွန်တော်တတိထားမိရဲ့အရာဆိုတော့အဓိကဒီဆူတောင်းခြင်းပြီးတော့နှုတ်ပတ်တော်နဲ့ချိန်ယူခြင်းပေါ့နော်အဲ့ဒီနှစ်ခုသွားတွေ့ရတယ်ပေါ့ပြီးတော့အခုဒီမှာကြည်နေတဲ့ညီမညီပြီးတော့ကြည်နေသူအကုန်လုံးမှာအဒီအရာရှိမယ်တင်တယ်ပေါ့နော်အကုန်လုံးမှာမတူညီတဲ့ struggle လေးတွေရှိကြတယ်လေနော်ဆိုတော့ဟိုမှာကိုယ့်ရဲ့ career ပဲပြောမလား life partner ပဲပြောမလားဒါမှမဟုတ်အလုပ်ကိစ္စပဲပြောမလားအကုန်လုံးကကြတော့စောင်းဆိုင်ခြင်းဆိုတဲ့အရာတစ်ခုကိုဖြတ်တန်းနေရတဲ့သူများတော့ပြည့်ရှိကြမယ်တင်တယ်ဆိုတော့ခုနကကျွန်တော်တို့ပြောထားတဲ့ခုနက Coop နဲ့ Vincent နဲ့ပြောထားတဲ့အရာပုံစံပဲလေနော်ဆူတောင်းခြင်းအရာမှအရေးကြီးဆိုတဲ့အရာပြန်သွားတွေးရတယ်ဆိုတော့ဆူတောင်းခြင်းဆိုတာကြတော့ဖျားတခင်ကိုရင်မေးရတယ်နော်ကိုယ့်ရဲ့တည်ညံ့နေမဟုတ်ဘဲနဲ့ဖျားကိုဘာလို့စီချင်တာလဲပြီးကျွန်တော်ဒီ John Piper ပြောတဲ့စကားတစ်ခုတော်တော်လေးကိုမှလေးတက်မိရေပေါ့သူကဘာပြောရလဲဆိုတော့ကြတော့စောင်းဆိုင်ခြင်းဆိုတာကြတော့ဖျားတခင်ကိုလက်ရှိနေတဲ့အခြေအနေမှာဘာလို့ရမလဲဆိုတော့ဘာလို့ရမလဲဆိုမှမေးတဲ့အရာဟုတ်တယ်ပေါ့နော်အဲ့ဒါနဲ့စတင်တာဟုတ်တယ်ပေါ့တနည်းအားဖြင့်မေးတယ်ဆိုတာကျတော့ဆူတောင်းတာနေနော်ဆူတောင်းချင်အဖြစ်ကိုတော့တောက်ဒီအခြေအနေမှာဘာလို့စီချင်တာလဲဘာဖြစ်စီချင်တာလဲဘာကိုဥတည်စီချင်တာလဲဆိုတော့ဘုရားအတန်ကိုကြားဖို့ဆိုတော့စံစာဖတ်ဖို့လိုအပ်လာပြန်တာလေနော်ဆိုတော့တနည်းအားဖြင့်ဆိုတော့ဒီတိုင်းဖျားညီနေမနေခိုင်းနေတော့ညီဘာမှမလုပ်နေလို့ထခိုင်းတာမဟုတ်ဒါပေမဲ့ဖျားတောင်ကြားဝင်ဆိုစံစာဖတ်ဖို့လိုအပ်တယ်ပြီးနောက်တစ်ခုအရေးကြီးတာကြတော့Coop နဲ့ Vincent နှစ်ခုလုံးပြန်သွားတွေ့ရကြတော့ကိုလှုပ်တဲ့လှုပ်ထိုက်တဲ့အရာလှုပ်ရမယ့်အရာဆက်လှုပ်ဆောင်နေဆိုတဲ့အရာသွားတွေ့ရတယ်ပေါ့နော်ဥပမာ Coop ဆိုရင်လည်းဘယ်လိုပြောမလဲဒီကိုလှုပ်ချင်တဲ့ဒီပညာရေးပိုင်းမှာတွားခင်မှာကိုယ့်ရဲ့အထက်မှာထားတဲ့ဒီ pastor တွေပြင်အုပ်ထိန်သူတွေနေရာနဲ့တစင်မှာကျန်းစာကြောင်းဝင်ဆုံးလေးလာဖြစ်တယ်ပြီးမှအခုဒီပညာရေးပိုင်းကိုပြန်တွားဖြစ်တယ်ပေါ့နော်ပညာရေးပိုင်းကိုပြန်လာရင်လည်းဒီ Christian education ဘက်ကိုပြန်ရောက်လာတယ်ပေါ့နော်ဖျားလမ်းပြမှုကတော်တော်လေးကိုမှဘယ်လိုပြောမလဲအောင်ဖို့ကောင်းတယ်ပေါ့ Vincent ဆိုတဲ့သူပဲပေါ့နော်ဆိုတော့ဘယ်လိုပြောမလဲခက်ခဲများစွာရှိခဲ့တယ်ဒါပေမဲ့ဖျားလမ်းပြမှုမှာအကောင်းဆုံးဆိုတဲ့ဖျားပြင်ဆင်ထားတဲ့နေရာတစ်ခုပြန်နေပို့ဆောင်နေပေါ့နော်ဆိုတော့ Coop နဲ့ Vincent အနေနဲ့ဟောဒီကြီးစုနေတဲ့သူတွေကိုပေါ့နော်စကားပါချင်တဲ့ຢာလေးတွေများရှိမလားကျွန်တော်တော့ရှိရဗျကျွန်တော်ကတော့ဒီဆိုပါတော့ဒီအင်ဒိုနီးရှားမှာကျောင်းသွားတက်ရတော့မယ်ဆိုတဲ့အချိန်ကိုတီးလိုက်ရတော့ကျွန်တော်အိမ်ကနေပြီးတော့မှဒီဘုရားကျောင်းကဆရာတွေကိုခေါ်ပြီးဆူတောင်းပေးပေါ့နော်အဲ့ဒီမှာကျွန်တော်အခုထိကျွန်တော်မက်မိသေးရပေါ့နော်သူတို့ကျွန်တော်ကိုနှလုံးသွင်းပေးတဲ့ကျမ်းချက်လေးပေါ့နော်အဲ့ဒါတော့ဒီတုတ်တန်ခန်းကြီး3ငယ်5 6ထာဝရဘုရားကိုစိတ်နှလုံးကျွမ်းမဲ့ကိုးစားတော့
ကိုညံကိုပြုနေထောက်ဖျားကိုမြန်မာပြုတော့သူပြုလင်းသွားလေးရနိုင်တင်ခြေလန်လို့ပြုပြင်တော်မူလိမ့်မည်ဆိုရက်အဲ့ဒီကျန်းချက်လေးကကျွန်တော်ရဲ့ဒီအခက်အခဲဆုံး semester ပေါ့နော်ပထမဆုံးဒီ semester မှာပညာသင်နှစ်မှာကျွန်တော်ရဲ့နှလုံးသွင်းကျန်းချက်လေးဖြစ်ခဲ့ရပေါ့နော်ဒီတစ်ခါလေကြာရင်ကျွန်တော်သိရမှာဒီအနာဂတ်လမ်းပျောက်တယ်လို့ဖြစ်နေလိမ့်မယ်ကွာပြန်မှာဘာမှလည်းလုပ်လို့မရတော့ဘူးဘာမှမျောလင်းချက်မရှိတော့ဘူးအဲ့လိုမျိုးအချိန်ကြီးကြာလို့ရှိရင်ဒီတခုသိရမှာကကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်တို့ဖျားသခင်ကအခုဒီချိန်ဒီနေရာဒီပို့ဆောင်ပေးထားရပေါ့နော်ပြီးရင်ဒီလာမဲ့အနာဂတ်မှာလည်းသူအစီအစဉ်ရှိရပေါ့အဲ့ဒါကိုသူကနေပြောမှမရမကပို့ဆောင်လိုက်မယ်ကွာတခြားဘာမှဘာအရာမှဒါစီးထားမယ်ဆိုတာမရှိဘူးကျွန်တော်ဒီပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီခုနပြောလိုမျိုးပဲကျွန်တော်အဲ့ဒီတုန်းကတော့ဒီကျွန်တော်ဖျားသခင်နဲ့စိတ်ကောက်ထားတာပေါ့နော်ဒါပေမဲ့ကျေးဇူးတော်တကူချီမန်းမှာကျွန်တော်ဘေးနာကျွန်တော်အဖီကျွန်တော်အဖွားတွေပေါ့နော်သူတို့ကနေပြီးကျွန်တော်အမြဲတမ်းဆူတောင်းပေးတယ်ကျွန်တော်အမြဲတမ်းဒီကျန်းချက်နဲ့ခွန်အားပေးရပေါ့နော်အဲအကြောင်းမလို့ဒီကျွန်တော်ကနေပြီးဖျားသခင်နဲ့လုံးဝကြီးလို့စိန်ကားနေရမဟုတ်ပဲねကျွန်တော်ဘေးနာမှာရှိရဲ့ဒီကျွန်တော်ရဲ့အဖွားတွေကြောင့်တဖြည်းဖြည်းနဲ့ကျွန်တော်နှလုံးသားထဲမှာဖျားသခင်ရဲ့ဒီစကားပေါ့နော်ဒီကျန်းစာတွေကိုကျွန်တော်အနေပြီးတော့တဖြည်းဖြည်းဒီမတိစိတ်ကနေပြီးနှလုံးသွင်းယူပြီးတော့မှအမြဲရှိနေရပေါ့နော်အဲကြောင့်မလို့အခုဆိုလို့ရှိရင်ဒီကျွန်တော်ညီမလေးပေါ့နော်ကျွန်တော်ညီမလေး12တန်းကျေးတော်ကြောင့်ပဲခုံထူးနှစ်ပါးလာနဲ့အောင်သွားပြီသူအနာဂတ်ရှေ့လန်းတော့သူဘာဆက်လုပ်မယ်ဆိုတာသူအခုထိမသိသေးဘူးပေါ့နော်အဲ့ဒီခါမှာကျွန်တော်ကနေပြီးသူပြန်ပြီးပြောတာဘုရားသခင်လက်ထဲအပ်ထားပေါ့နော်ဘုရားသခင်နေပြီးတော့မှအရာအားလုံးစီစဉ်ပေးထားလိမ့်မယ်ပေါ့နော်သူဘုရားသခင်ဒီအရာအားလုံးအုပ်ဆိုးတဲ့သခင်ဘုရားဖြစ်တဲ့အတွက်ဘာမှကြောက်စရာမလိုဘူးပေါ့နော်သူကနေပြီးကိုယ့်အတွက်အကောင်းစကားအကောင်းဆုံးပဲပြင်ဆင်ထားပေးလိမ့်မယ်အဲ့ဒီအခါမှာလည်းတခါတလေကြာရင်ကျွန်တော်တို့ပြင်ဆင်ထားတဲ့အခါနဲ့မကိုက်တဲ့အခါမှာစိတ်အားငယ်တဲ့အချိန်မျိုးရှိတတ်တယ်ပေါ့နော်အဲ့ဒီလိုမျိုးအဲ့ဒီကိုခွန်အားပေးရမယ်ဆိုရင်တော့စိတ်အားမငယ်နဲ့ပေါ့နော်ဘုရားသခင်နေပြီးကျွန်တော်တို့အတွက်အကောင်းတကအကောင်းဆုံးတော့အစီအစဉ်ကိုရှိပေးပြင်ဆင်ထားပေးတဲ့အတွက်ကြောင့်သူ့ကိုစိတ်နှလုံးကျွင်းမဲ့ယုံကြည်ကိုးစားထားပါဆိုပြီးကျွန်တော်ကနေပြီးတော့ဒီခွန်အားပေးချင်ပါတယ်လို့ကျွန်တော်အနေနဲ့ကတော့ပထမချက်အနေနဲ့ပေါ့နော်ကိုဘယ်နေရာမှာပဲရှိလူမှုအကျိုးပြုလုပ်ငန်းတွေပေါ့အထူးသဖြင့်ကျွန်တော်ယုံကြည်သူတွေဆိုတော့အသင်းတော်မှာပါဝင်ပြီးတော့မှကိုပါနိုင်တဲ့အခန်းကဏ္ဍမှာပေါ့နော်ပါဝင်ပြီးတော့မှတာဝန်ထမ်းဘယ်လိုပြောမှလဲတပည့်တော်ကောင်းဖြစ်ဖို့ရန်အတွက်ပေါ့နော်ပထမဆုံးအနေနဲ့မှာခြင်းနဲ့ဒုတိယအနေနဲ့ကကြတော့ဆက်ပြီးတော့မှစုဆောင်းပါလို့ပြီးလို့ရှိရင်ဘယ်လိုပြောမှလဲကိုဖြစ်ချင်တဲ့အတိုင်းမဖြစ်တော့မှပေါ့နော်နောက်ဖះအလိုရှိတဲ့နေရာမှာကိုရောက်သွားပြီဆိုလို့ရှိရင်ဘယ်လိုပြောမှပြန်ပြီးတော့မှချီးမွမ်းစရာဖြစ်တယ်ကျွန်တော်ဒီမှာအထူးသဖြင့်ချီးမွမ်းတာကျတော့ပါရှိလဲဆိုတော့တချင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အသင်းတော်မှာဆိုရင်နှုတ်ကပတ်တော်ကိုအထူးပြုတယ်ပြီးလို့ရှိရင်ဖះကိုပဲချီးမွမ်းတဲ့တချင်းတွေအများကြီးအသင်းတော်မှာဆိုရတဲ့အခါမှာပေါ့နော်ဘယ်လိုပြောမှလဲခွာလဲရတယ်ပြီးလို့ရှိရင်ကိုကလည်းဘယ်လိုမျိုးကိုနောက်တစ်ချိန်ကျရင်အသင်းတော်မှာပါဝင်တဲ့အခါကျရင်ဘယ်လိုမျိုးအားဖြင့်ပေါ့နော်ဒီအသင်းတော်မှာပါဝင်ရမှာလဲဆိုတဲ့အရာပို့ပြီးတော့မှမျက်စိပွင့်နေပေါ့နော်ဆိုတော့ကိုရှိတဲ့နေရာမှာပေါ့နော်ဘုရားကိုယုံကြည်ပြီးတော့မှကိုလှုပ်ဆောင်နိုင်တဲ့အရာတွေကိုဆက်လက်လှုပ်ဆောင်နေပါဆိုပြီးတော့မှပဲမှာချင်ပါတယ်ဆိုတော့အဆုံးသက်အနေနဲ့ဒီဆာလန်ကျမ်းခန်းကြီး25ခန်းကြီး3ကိုဖတ်မှဆုံးသက်ခြင်းတယ်ပေါ့နော်ကိုရိုစောက်မျိုးတို့သူတို့ဒီအဆက်ကွဲခြင်းတို့မရောက်ရကြပေါ့ဆိုတော့ဖျားသခင်ကိုကိုးစားပါပေါ့နော်ဆူတောင်းပါဖျားဖွင့်ပေးတဲ့လမ်းမှာယုံကြည်စိတ်ချမှုရှိနဲ့ရှောက်လန့်ဖို့ပေါ့နော်ဒါလေးကိုပြောရင်းနဲ့ဒီပတ်ရဲ့အစီအစဉ်ကိုဒီလောက်မှပဲဆုံးသက်ရအောင်ပေါ့နော်ဆိုတော့နောက်ပတ်ဒီမှာပြန်လေးတွေ့ဆုံရအောင်ဆိုမှပြန်မှဖိတ်ခေါ်ချင်ပါတယ်ပေါ့အကုန်လုံးကျေးဇူးတင်ပါတယ်ဒီပါ